ဒီအချက်ကိုတင်သိကျင်ပါသိပါလိမ့်မယ်ကလားအုပ်ငှက် ostrich တဲ့နဲ့မြင်းကြားတွေဟာတကယ်တော့လျှို့ဝှက်တဲ့မဟာမိတ်ဖွဲ့ထားကြတာဖြစ်ပါတယ်ကလားအုပ်ငှက်တွေမှာလင်းယုံငှက်တကောင်လိုမျိုးအလွန်ဆူးရှားတဲ့အမြင်အာရုံရှိကြပေမဲ့သူတို့ရဲ့အကြားအာရုံကတော့တိတ်မကောင်းလာပါဘူးဒါကြောင့်ချင်းသေးတွေဟာသူတို့နားကိုအတန်တိတ်ချင်းကပ်ပြီးအလွယ်တကူတိုက်ဟိုက်နိုင်ကြတာပါအခြားတစ်ဖက်မှာတော့မြင်းကြားတွေဟာအကြားအာရုံအလွန်ကောင်းမွန်ကြပေမဲ့အမြင်အာရုံကတော့အတော်လေးအားနေပါတယ်ဒါကလည်းသူတို့ကိုချင်းသေးတွေရဲ့အန်ဒီရကနေခုခံဖို့ခက်ခဲစေပါတယ်ဒါကြောင့်ချင်းသေးတွေနဲ့တခြားသောသားရဲတရိစင်တွေရဲ့အန်ဒီရကနေကာကွယ်ဖို့အတွက်ကလားအုပ်ငှက်နဲ့မြင်းကြားတွေဟာအဖွဲ့ team up လိုက်ကြတော့ပါတော့တယ်ကလားအုပ်ငှက်ကသူ့ရဲ့စူးရှာတဲ့အမြင်အာရုံနဲ့9ကီလိုမီတာအကွာအဝေးအထိစောင့်ကြည့်ပေးနေချိန်မှာမြင်းကြားကတော့သူ့ရဲ့နားတွေကိုအမြဲဆွန့်ထားပြီးဘယ်လိုအန်ဒီရမျိုးကိုမှဆိုတတိနဲ့နားဆောက်ပေးနေလာဖြစ်ပါတယ်ခင်ဗျာ